အတန်းထဲမှာဆီယာမ electric ကလေစင်နှမောင်းအကြောင်းတင်ပြနေချိန်မှာ Mars ကသူမလည်း Shark Boy နဲ့ Lavito လူမျိုး Ice Girl နဲ့ Dream Boy အကြောင်းအိမ်မက်မက်ဖူးတယ်လို့ပြောလိုက်ပါတယ်။ဒါနဲ့အတန်းထဲကကလေးတွေအားလုံးစိတ်ကူးရင်ဇလန်းတွေအပြိုင်ဆိုင်ပြောကြတဲ့အခါဆီယာကအိမ်မက်မက်မနေပဲစာကူပဲအာယုံစိုက်ဖို့တားမြစ်လိုက်ပါတယ်။ Max ဟာဝင်းနစီကနေသူ့ရဲ့အိမ်မက်တိုင်းယာကြီးကိုပြန်ရခဲ့ပေမဲ့ပုံဆွဲထားတာတွေတော်တော်များများပျက်စီးနေတာကိုတွေးလိုက်ရလို့စိတ်ဆိုးပြီးဝင်းနနဲ့စကားများကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲအားကောင်းတဲ့လေစင်နှမောင်းကြီးတစ်ခုကြောင်းကိုရုတ်တရက်တိုက်ခိုက်ပါတော့တယ်။သတင်းပေါက်တွေပွင့်ထွက်သွားပြီးအားလုံးထိတ်လန့်တုန်လှုပ်နေကြစင်မှာပဲ Shark Boy နဲ့ Lavito တို့ရုတ်တရက်ရောက်ရှိလာပါတယ်။ Lavito က Max ရဲ့အကူအညီလိုအပ်နေလို့လာရှာတာလို့ပြောပါတယ်။ Shark Boy ကမြေပုံတစ်ခုကိုပြသပြီး Lavito က Planet Duo ကြီးပျက်စီးတော့မှမို့ Max တယောက်တည်းသာကဲတင်နိုင်မယ်လို့ရှင်းပြပါတယ်။ Max ကသူတို့တကယ်ရှိနေတာကိုမယုံနိုင်ဖြစ်နေပေမဲ့ဒီတစ်ချိန်မှာတော့သူတို့ပြောက်ကွယ်မသွားပါဘူး။ဒီလိုနဲ့သူတို့၃ယောက်ဟာငါးမန်းအာကာသယာဉ်ပေါ်တက်ပြီးအာကာသထဲကိုပြန်တန်းသွားကြပါတော့တယ်။ Planet Duo ပေါ်ကိုမတော်တဆပြုတ်ကျပစ်ကြပြီးတဲ့နောက်မှာတော့ Lavito ကအမှန်တရားကိုဖွင့်ပြောပါတော့တယ်။ Maxဒီကဘာတစ်ခုလုံးကမင်းရဲ့စိတ်ကူးစိတ်တန်းတွေနဲ့ဖန်တီးထားတာမင်းအိမ်မက်မက်သမျှအရာအလုံးကဒီမှာအသက်ဝင်လာတာဒါဟာမင်းရဲ့တကယ်စွမ်းအားပဲလို့ပြောပြပါတယ် Shark Boy ကလည်း Max ရဲ့အိမ်မက်တွေဟာအိမ်မက်လိုင်ကူထဲမှာမှောင်မိုက်တဲ့အသွင်ပြောင်းလဲနေပြီးဂျိုကြီးတစ်ခုလုံးမပျက်စီးခင်အမြန်ဆုံးပြုပြင်ရမယ်လို့ရှင်းပြပါတယ်ခီးသွားနေရင်းနဲ့ Max ကကလေးတွေအားလုံးဘယ်ရောက်ကုန်လဲလို့မေးတဲ့အခါမှာတော့လှုပ်ဝက်ဆန်းပြတဲ့လူဆိုးကြီး Electric ကကလေးတွေကိုအဆုံးမရှိတဲ့ကစားကွင်းရထားတွေပေါ်မှာပိတ်လောင်ထားတယ်လို့ Lavito ကပြောပါတယ်အကြောင်းကတော့ကလေးတွေအိမ်မက်မဲ့ရင်းမှာElectric ရဲ့စွမ်းအားတွေအားနည်းသွားလို့ဖြစ်ပါတယ်။သူတို့၃ယောက်ကကလေးတွေကိုကယ်တင်ခဲ့ပေမဲ့မကြခင်မှာပဲ Electric ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးအိမ်မက်တင်ချိုင်းထဲကိုပစ်ချခံလိုက်ရပါတယ်။ Electric ရဲ့လျှို့ဝှက်အလုပ်ရှင်ကြီးက Max ဟာမအိပ်ဘဲနဲ့လည်းအိမ်မက်မက်နိုင်တဲ့အစွမ်းထက်သူဖြစ်ပြီးသူ့ရဲ့စွမ်းအားအပြည့်အဝပွင့်သွားရင်သူတို့အားလုံးဆုံးရှုံးရလိမ့်မယ်လို့သတိပေးတာကြောင့် Max ကိုဖမ်းဖို့လျှက်စစ်ခွေးအုပ်တွေကိုဆေးလွတ်လိုက်ပါတယ်။အိမ်မက်တင်ချိုင်းထဲမှာ Lavito က Max ကိုသူ့ရဲ့အိမ်မက်တစ်ခုခုကိုပြန်မက်မိဖို့တောင်းဆိုပေမဲ့မမက်မိနိုင်ဖြစ်နေပါတယ်။အကြောင်းကတော့သူ့အိမ်မက်တွေကိုဒိုင်ယာရီထဲမှာပဲရေးထားခဲ့ပြီးအဲ့ဒီစာအုပ်ကကဘာမြေမှာကြံခဲ့လို့ဖြစ်ပါတယ်။တင်ချိုင်းထဲမှာရှာဖွေရင်းသူတို့ဟာ Max ရဲ့ကဘာကရုပ်သေးရုပ်ထုပ်ကိုတွေ့ရှိသွားပြီးအဲ့ဒီရုပ်သေးရုပ်ရဲ့အကူအညီနဲ့စိတ်ကူးစိတ်တန်းရထားပေါ်တက်ကထွက်ပြေးနိုင်ခဲ့ပါတယ်။ယထာကသူတို့ကိုနို့နဲ့ကူကီးပြည်နယ်စီခေါ်ဆောင်သွားခဲ့ပေမဲ့ယထာပြတ်ကျသွားတာကြောင့်ခုန်ချခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ Max ရဲ့မိဘတွေနဲ့တူတဲ့အေယာမအိမ်မက်လူသားကြီး၂ယောက်ကိုတွေ့လိုက်ရပါတယ်။သူတို့၂ယောက်အတူတူပျော်ရွှင်နေကြတာကိုမြင်တော့ Max ကပြုံးပြီးငါအဖေနဲ့အမေကိုအတူတူပျော်ပျော်ရွှင်ရွှင်မြင်ကျင်ခဲ့တာအခုတော့အဲ့ဒီအိမ်မက်တကယ်ဖြစ်လာပြီလို့ဝမ်းသာအားရပြောပါတယ်။အဲ့ဒီနောက် Max ကအိမ်မက်ပြန်မက်နိုင်ဖို့အိပ်ပျော်အောင်စူးစမ်းပေမဲ့အိပ်လို့မရဖြစ်နေပါတယ်။ဒါနဲ့ Shark Boy ကချော့တိတ်တချင်းဆိုပြလိုက်မှပဲ Max အိပ်ပျော်သွားပြီးအိမ်မက်ထဲမှာငါးမန်းဆိုင်ကယ်တစ်စီးကိုစိတ်ကူးရင်လိုက်တာကြောင့်အဲ့ဒီဆိုင်ကယ်ချက်ချင်းပေါ်လာပါတယ်။ဒါပေမဲ့ Electric နဲ့သူ့ခွေးအုပ်ကြီးကလိုက်မိလာပါတယ်။သူတို့၃ယောက်ဆိုင်ကယ်နဲ့ထွက်ပြေးဖို့စူးစမ်းပေမဲ့ဆိုင်ကယ်ကစီးကုန်သွားပါတယ်။ Shark Boy နဲ့ Lavito တို့ကရန်သူတွေကိုအချိန်ဆွဲတိုက်ခိုက်ပေးနေတော့ Max ကချောကလက်လေးတစ်စင်းကိုထပ်မံအိမ်မက်မက်ပြီးဖန်တီးကလွတ်မြောက်သွားကြပါတယ်။ Lavito က Max ကိုမျက်စိဖွင့်လျက်နဲ့အိမ်မက်မက်တက်အောင်တင်ယူနိုင်ရင်ဘယ်အချိန်မဆိုဘာကိုမဆိုဖန်တီးနိုင်လိမ့်မယ်လို့ပြောပြပါတယ်။ Shark Boy ကလည်း Planet Duo ကိုကယ်တင်ဖို့အတွက်အချိန်ကိုရပ်တန့်ပေးနိုင်တဲ့ဖန်သားနှလုံးသားရှိရာရေခဲရုံတော်ကိုတွားရမယ်လို့ပြောပါတယ်။ပြီးတော့အဲ့ဒီမှာလှပတဲ့ရေခဲမင်းသမီးလေးရှိတယ်လို့ပြောလိုက်တဲ့အခါ Lavito ကတဝင်းလိုသွားပြီးအဲ့ဒီမင်းသမီးကမလှပါဘူးရက်ဆက်တာမီးနဲ့ရေခဲကဘယ်တော့မှရန်သူပဲလို့ပြောပါတယ်။သူတို့ရေခဲတရားကိုဖျက်ကူးတဲ့အခါမှာ Electric ကထပ်မံတိုက်ခိုက်ပြန်ပါတယ်။ Lavito ဒေါသထွက်လွန်လို့ခန္ဓာကိုယ်ကအယမ်းပူလာပြီးရေခဲတရားကြီးအရေးပျော်သွားပါတယ်။သူတို့တီတီလေးလွတ်မြောက်ခဲ့ပြီးအိမ်မက်ဗဟိုချက်ကိုရောက်တဲ့အခါမှာတော့ဒီကိစ္စအလုံးရဲ့နောက်ွယ်ကတကယ်လက်တီဟာ Lynx ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ Lynx က Max ရဲ့ဒိုင်ယာရီစာအုပ်ကိုတုံးပြီး Planet Duo ကိုရောက်လာကဘာကြီးကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။သူက Max ကိုကဘာမြေကနေထွက်ပြေးရုံနဲ့မင်းရဲ့ပြဿနာတွေပြေလည်သွားမှာမဟုတ်ဘူး။တကယ်တိုက်ပွဲကမင်းရဲ့စိတ်ထဲမှာပဲရှိတာလို့ပြောပြီးသူတို့၃ယောက်ကိုလှောင်အိမ်ထဲပိတ်လောင်လိုက်ပါတယ်။သူတို့ရဲ့စွမ်းအားတွေအားနည်းလာတာကြောင့်လှောင်အိမ်ထဲကနေမထွက်နိုင်ဖြစ်နေတော့ထူဆန်တဲ့တရဝါလေးတွေကတချင်းလာဆူကြပါတယ်။အဲ့ဒီဆူရှာတဲ့အတန်ကြီးကြောင့် Shark Boy ဒေါသထွက်ပြီးလှောင်အိမ်ကိုကိုက်ဖြတ်ကအားလုံးကိုကယ်တင်လိုက်ပါတယ်။သူတို့လင်းလက်စိတ်ပျော်နေတဲ့အိမ်မက်မျော်စင်တဲ့ကိုခိုးဝင်ပြီး Max ကသူ့ရဲ့ဒိုင်ယာရီစာအုပ်ကိုပြန်လူယူကချော်ရည်ဆိုင်ကယ်ကိုဖန်တီးလိုက်ပါတယ်။ဒါအပြင် Shark Boy ရဲ့အဖေဟာတေးမဆုံးသေးပဲသမုတ်တရာကြီးအောက်နဲ့မှာသူ့ကိုလိုက်ရှာနေတော့မဲဆိုတာကိုလည်းဒိုင်ယာရီထဲကနေသိလိုက်ရပါတယ်။ Lavito ကသူမအကြောင်းကိုသိချင်လို့ဒိုင်ယာရီကိုဖတ်ဖို့စူးစမ်းပေမဲ့သူမရဲ့မိစွမ်းအားကြောင့်စာအုပ်ကပြအဖြစ်မတော်တဆလောင်ကျွမ်းသွားခဲ့ပါတယ်။သူမစိတ်မကောင်းဖြစ်ပြီး Max ကိုငါထိသမျှအရာအလုံးပျက်စီးအောင်မင်းပါလို့ငါ့ကိုဖန်တီးခဲ့ရတာလေလို့မေးတဲ့အခါ Max မှာအဖြစ်မရှိခဲ့ပါဘူး။နောက်ဆုံးရွေးချယ်စရာမရှိတော့တာမို့သူတို့၃ယောက်ရေခဲရုံတော်စီကိုဦးတည်ခဲ့ကြပါတယ်။ရုံတော်ရဲ့အထက်မှာတော့ Crystal Heart ကိုတွေ့လိုက်ရပါတယ်။ Max ကဒါကိုလက်ပလာနဲ့ထိရင်ရေခဲဖြစ်သွားလိမ့်မယ်လို့သတိပေးပါတယ်။ Shark Boy ကမတ်မိတာကြောင့် Max ကအကာအကွယ်လက်အိတ်ကိုဝတ်ပြီးဖန်သားနှလုံးသားကိုယူလိုက်တဲ့အချိန်မှာပဲမျော်စင်ကြီးပြူကျသွားပါတယ်။ပြူကျလာတဲ့ Crystal Heart ကို Lavito ကလက်ပလာနဲ့ဖမ်းလိုက်တာကြောင့်သူမဟာချက်ချင်းပဲခဲနေတဲ့ရေခဲရုပ်ထုကြီးဖြစ်သွားပါတော့တယ်။